ရာကတဲရီနဲ့ဖမ်းလိုက်ပြီမဲ့မရပဲမာရာဝါကမဟာမိတ်တပ်တွေရဲ့ရှေ့ကိုရောက်လာပါတယ်ပြီးရတော့အဲ့လောက်သိချင်နေရင်ပြပေးမယ်လို့ပြောရင်းနဲ့နိုင်ငံကြီးဒေသနေရာကြောင့်မဟာမိတ်ရှင်နိုဘီတွေကလည်းမရှိမဲ့တပ်ရှင်နိုဘီစစ်တပ်ကြီးကထိတ်တိုက်ရင်ဆိုင်တွေ့ကြပါတယ်မာရာဝါဆိုတာဘလောက်ကြံဘလောက်တော်ရဲဆိုတာကိုဘယ်သူမှမျက်ဝါးထင်းနေမတွေ့ဘူးကြပေမဲ့အင်အားများလုံးနဲ့ရှင်နိုဘီတပ်ဖွဲ့ကြီးကိုလက်ကြီးတက်ထိုင်ကျူစုနဲ့ပြန်ဖိုက်နေရအောင်ချစ်ရလေးတစ်ချက်မှမထိရဲ့အထိတန်မာရဲ့ရှင်နိုဘီတယောက်ဖြစ်ပါလိပြနေပြီးတပ်သားတယောက်ကိုကင်ထားတဲ့အချိန်မှာတဲမာရီရဲ့လေတိုင်းနဲ့အဝေးရတိုက်ကွက်ကိုထိသွားပါတယ်ဒါပေမဲ့အရာတော့မပြေတဲ့အတွက်ဂျူဆုဆိုတာဒီလို300ရဲဆိုတဲ့အထာနဲ့ fire sign တိုက်ခွက်လေးတစ်ခုကိုထုတ်သုံးပြလိုက်ပါတယ်လူတယောက်တည်းသုံးလိုက်တဲ့ fire sign ကတော့ကြီးမားလွန်းတာကြောင့်တပ်ဖွဲ့တွေက water sign user တွေအကုန်လုံးပူးပေါင်းပြီးကာဝယ်လိုက်ရပါတယ်အဲ့လောက်နဲ့မပြီးသေးပဲရင်နှင်းငွေတွေကအိုနိုကီကမြေတိုင်းနဲ့ပင့်နေလိုက်ပြီးအပေါ်ကနေအသစ်ဆောင်နေတဲ့နာရိုတိုကအေယာမရာစင်ကန်နဲ့ဖိချလိုက်ပါတယ်ဒါပေမဲ့နာရိုတိုရဲ့ရာစင်ကန်ကမာတာဝါရဲ့ဆူဆာနိုအယိုးမှနဲ့အဆုံးသတ်သွားပြီးကြောင်မောက်လေးကိုလည်းတစ်ချက်လောက်ထိုးပေးလိုက်ပါတယ်ပြီးရင်တော့မန်ဂန်ယိုရှာရင်းကန်နဲ့အပြာရောင်ဆူဆာနို first round ကိုထုတ်လိုက်ပြီးမာတာဝါရဲ့ဆူဆာနိုကဓာတ်နဲ့လက်ကင်ထားတဲ့ပုံစံဖြစ်ပါတယ်ဂါရာရဲ့တဲရီနဲ့ပါချုပ်ထားပေမဲ့ရီတန်လေးတစ်ချက်နဲ့တူမာတာဝါရဲ့ဆူဆာနိုကလက်လေးဘက်ဓာတ်လေးချောင်းဖြစ်သွားပြီးအေးအေးဆေးဆေးပဲဖျက်လိုက်ပါတယ်နာရိုတိုကလည်း fully sage mode ရသွားတဲ့အချိန်မှာဆူဂျီကာကဂါရာရဲ့တဲရီကိုအားစတိုင်နဲ့လေထက်ပေါက်အောင်လုပ်ပေးလိုက်ပါတယ်တဲရီရဲ့ဂါရာကအားနည်းချက်နေရာဖြစ်တဲ့အောက်ဘက်က